ဟုတ်ကဲ့ခင်ဗျာရွှေပြည်သားစီရတနာဤကဲ့ကခင်ဗျာ
တာစီအဖွဲတော်သားတို့ဟုတ်မှာဟုတ်ကြရဲ့လားမောင်တို့ဟုတ်ပြီရှင်ခမ်းမှာမဟူရကနပလင်ဆိုတာမြောက်စုပ်စော့အတွင်းဘယင်တို့ရဲ့စေရတနာညီရတနာသိဉ္ဇရာပေါက်သားဖြစ်ဦးတောင်းရုပ်ခံပြုတ်လို့ပြီးအထောက်မြတ်ထားခြင်းရကြပါလေဒါဟာတို့လိုရွှေပြည်သားစေရတနာတွေပေါ့မာနောရတနာစီအလားကိုဘာမညာအယုံဆိုးဆိုးတဲ့မုံဆုံးကပေါက်ချုံတိုင်းကတမျိုးနည်းနဲ့မှတ်သားကစီစာထံဟတ်တိပတ္တိနာရေဒေဝိတတိဒီစင်မျိုးလာတော့ငါချဲဟိုကွယ်ဒီကွယ်ဘေးရညာရလက်တရမဲ့ကောင်ပဲဟိုကွယ်ဒီကွယ်ဘေးရညာရလက်တရမဲ့ကောင်ပဲဒီလိုလက်တရမဲ့ငမိုင်မျိုးကရဲ့ရင်မတိရွာရင်နားမလဲတနာသဘွေအပေမင်းမဒီအခင်းအေးချမ်းပြီးနောက်ရန်အေးရအောင်စီရတနာရဲ့ပေါင်းတာပဲလိုက်ပါဟဲ့နော်အမေဥဒေနာတကေနာအစီရဲ့ဘယေအထာဘဝေနာဥဒေနာတကေနာအစီရဲ့ဘယေအထာဘဝေနာမပင်မနဲ့ဇတ်စီနကိုစီဖားမဲ့ဟတ်ဒီကိုမတ်တီတဲ့အစီအလာအဟုတ်တမျိုးနဲ့အစီနာမုတ်ထိုးဆိုတာငါပဲစပ်ပြေငါပဲနဲ့ဒါပဲမို့အစောပဲလိုက်မတင်နဲ့ဒါပဲမို့လို့အစောပေးလိုက်မတင်နဲ့ဘယင်ရဲ့အာနာစေတလုံးဘယင်ရဲ့အာနာစေတလုံးမကွေတော့လို့မောက်တယ်ဆွေလုံးမပြတ်ကြောက်တယ်တဲ့ကွေဘယ်လိုစင်လာလားဒီတရားဒီလို့အကွေလုံးစီရိုင်းနေတော့ရင်းစီတာငါစီရိုင်းနေတော့ရင်းစီတာငါဟဲ့ဒါနဲ့အကွေယူတစ်ချက်ထိုးလိုက်မယ်ဒါနဲ့အကွေယူတစ်ချက်ထိုးလိုက်မယ်စီဒီစနမျိုးတွေပလပူစီပလီစီကလေးစီကကြီးစီထောက်ချေစီပြတ်ပါစီပိန်းစီငုံစီစောစီတက်စီရက်စီကြောင်းစောစီငါအကုန်ပြီးလို့ရည်သေးခဲ့တယ်လို့မဟုတ်ပြီလေတော့ဘဝေးရအောင်ဟဲ့ပြေပြောမောကျွေတော်သောပဲရင်မလဲဘူးဆိုတာပြ
ခါယခုကပြခဲ့ခြင်းသာတခဲအစီမံတရံလို့တရုတ်သူတော်ကကွက်ဖြစ်ပါတယ်ဒါကြောင့်ကြောက်စင်မြို့ရဲ့ရိုးရာစီအယံကဆိုတာဒီလိုစပါတယ်ခဏ
တောင်းပွင့်လေးမာရှိခါနာမထမီဒီဆွဲပြီး